ဝန်လင်ဤမူလခန္ဓာကိုယ်နိုးထလာခြင်းနဲ့တွေးပိုးပေးအားလက်စားချေခြင်းခွဲထွက်ခန္ဓာကိုယ်ဖြစ်တဲ့ဝန်လင်ဟာနှစ်ပေါင်း1000ကျော်ကြာခါးသီးစွာကျင့်ကြံမှနိဗ္ဗာန်အစောပိုင်းအဆင့်ကိုရောက်ရှိခဲ့တာပါဒါပေမဲ့သူ့ရဲ့မူလခန္ဓာကိုယ်ကတော့ဂျိုအနေငယ်ကိုဝါမျိုးလိုက်ယုံနေတင်ကျဲလေးခွင့်ရှိဟောင်းနှစ်ဖျားအဆင့်ကိုအလွယ်တကူတက်လန်းနိုင်ခဲ့ပါတယ်နှစ်ပေါင်း900အကြာမှာသူတို့နှစ်ယောက်ပြန်လည်ပေါင်းစည်းသွားတဲ့အခါကျင့်စဉ်လောကတစ်ခုလုံးဘာကြောင့်တုံ့လှုပ်သွားရတာလဲဆိုတာကြည့်လိုက်ရအောင်ဗျာဝန်လင်ဟာဂူယောင်ပေတို့ရဲ့အမွေနှစ်ကိုစက္ကန့်ရင်းနဲ့ချမ်းယွင်းကြီးရဲ့ကြောက်စရာကောင်းတဲ့အစီအမံတွေကိုသိသွားခဲ့ပါတယ်တစ်ဖက်မှာလည်းတွေးပိုးပေးရဲ့လက်စားချေမှုကိုစိုးရိမ်ရတာကြောင့်သူဟာခွဲထွက်ခန္ဓာကိုယ်ကိုလော်ချမ်းကျဲစုတန်းစီကိုလွတ်လိုက်ပြီးမူလခန္ဓာကိုယ်ကိုတော့မဟာမိတ်ကျဲစုတန်းမှာကျင့်ကြံဖို့ခြံထားခဲ့ပါတယ်ဝန်လင်ရဲ့မူလခန္ဓာကိုယ်နားခိုတဲ့ဂျိုးဟာတိုက်ဆိုင်တွေးပိုးပေးရဲ့နေမြေထဲမှာရှိနေပါတယ်မူလခန္ဓာကိုယ်ကဂျိုးရဲ့အနှစ်သာရတွေကိုဝါမျိုးနေတော့မှတွေးပိုးပေးရဲ့ဇနီးငယ်ဖြစ်သူစီရှင်းကလာရောက်စစ်ဆေးခဲ့ပါတယ်ဝန်လင်ရဲ့မူလခန္ဓာကိုယ်ကတစ်ချက်ကလေးဟောက်လိုက်ရုံနဲ့တင်သူမဟာကြောက်လန့်တကြားထွက်ပြေးခဲ့ရပါတယ်နောက်ပိုင်းမှာခွဲထွက်ခန္ဓာကိုယ်ဖြစ်တဲ့ဝန်လင်ဟာတွေးပိုးပေးရဲ့လိုက်လံတက်ဖြတ်မှုကိုခံရပြီးဒဏ်ရာပြင်းထန်ကသတိလစ်သွားတဲ့အခါမူလခန္ဓာကိုယ်ကဒါကိုချက်ချင်းခံစားမိသွားပါတယ်ဒေါသထွက်သွားတဲ့ဝန်လင်ရဲ့မူလခန္ဓာကိုယ်ဟာပေ1000ကျော်မြင့်တဲ့ရှေးဟောင်းနှစ်ဖျားခန္ဓာကိုယ်ကြီးအဖြစ်ပြောင်းလဲပြီးတွေးပိုးပေးရဲ့ဂူဘေးမှန်ကိုလက်ဝါးတစ်ချက်တည်းနဲ့ရိုက်ချပြီးဂျိုးတစ်ခုလုံးကိုအပိုင်းပိုင်းဖျက်ဆီးပစ်ခဲ့ပါတယ်ဝန်လင်ဟာလော်ထန်းကျဲစုတန်းမှာနာမည်ကျော်လာပြီးမိုးချိုးနှစ်ဖျားအဖြစ်ပွဲရခဲ့ပါတယ်သူကျူးကျွဲဂျိုကိုပြန်လာတဲ့အချိန်မှာတော့ထိတ်တန်းလုံးကျန်တက်ဖြတ်သူယူဖေးရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကိုခံရပါတယ်ယူဖေးဟာနိဗ္ဗာန်အလဲလက်အဆင့်ရှိပြီးဝန်လင်ကိုအထင်သေးစွာနဲ့မင်းဒီနေ့တေဖို့သာပြင်ထားတော့လို့ပြောခဲ့ပါတယ်ယူဖေးမှာအစွမ်းထက်တဲ့လက်နက်2ခုရှိပါတယ်ပထမကတော့သူ့ရဲ့အဆင့်2ခွဲထွက်ခန္ဓာကိုယ်9ခုဖြစ်ပြီးဒုတိယကတော့ဝန်လင်ရဲ့မိုးချိုးစွမ်းအားကိုချုပ်ကင်နိုင်တဲ့ကောင်းကင်မြေပြင်မိုးချိုးတစ်ခတ်ပဲဖြစ်ပါတယ်ဝန်လင်ဟာကျင့်စဉ်နဲ့စွမ်းအားတွေပေါင်းစပ်ထားပြီးမြဲခန္ဓာကိုယ်ကတော့အားနည်းချက်ဖြစ်နေပါတယ်သူတို့နှစ်ယောက်စတင်တိုက်ခိုက်ကြတဲ့အခါဝန်လင်ဟာရှေးဟောင်းမိုးချိုးနဂါရဲ့ဝိညာဉ်ကိုထုတ်သုံးပြီးပြန်လည်ခုခံပါတော့တယ်ကျင့်စဉ်အဆင့်နှိမ့်နေတဲ့ဝန်လင်ဟာအစွမ်းထက်လာတဲ့ယူဖေးကိုဘလို့နီးလန်းနဲ့တုတ်ပြန်မလဲမူလခန္ဓာကိုယ်နဲ့ခွဲထွက်ခန္ဓာကိုယ်ပေါင်းစပ်သွားတဲ့အခါထွက်ပေါ်လာမဲ့စွမ်းအားကဘလောက်တောင်ကြောက်စရာကောင်းမလဲနောက်ထပ်အပိုင်းမှာအတူတူစောင့်ကြည့်လိုက်ရအောင်